အိုးစားဖတ်မိသားစုဝင်များရေးသားရဖတ်တော့ညအိတ်တုံးကပြာကိုနားဆင်ကြည့်ကြရအောင်ပါညအိတ်တုံးနလင်ထလာရင်လားဆိုရမေးခွန်းနဲ့တညတာတိတ်ညူးမြို့နေလူရန်စားတွေအိတ်မရပဲမျက်လုံးဝဲနဲ့စိုးရိမ်ပူပန်ခြင်းကိုဘဝတန်နေရာတစ်ခုလိုခံစားရတယ်ညအိတ်တုံးလေရင်တစင်ကွဲကြွေတန်ကြတိုင်းအမြန်ဆုံးကောင်းထထိုင်ရတဲ့ကြီးလက်သားများအိမ်မရပဲမျက်ရည်တဝဲနဲ့ကြောက်ရွံ့ခြင်းကိုဘဝတန်နေရာတစ်ခုလိုခံစားရတယ်။မြအိတ်တုံးမသေးခင်နောက်မိသားစုနဲ့ပြန်တွေ့ရပါမလားဆိုတဲ့မေးခွန်းကရဲဘော်တွေကိုတော့အိမ်မပျော်စေတဲ့ခံစားချက်။မြအိတ်တုံးရွာမီးတင်ခံရတော့မှပုံရိပ်တွေကိုမျက်လုံးနဲ့ဖြောက်မရတဲ့ဆစ်ဆောင်သူတွေရဲ့အိမ်မပျော်တဲ့ညတညတာရှင်တန်မှုအတွက်ရုန်းကန်နေရခြင်းပါညအိတ်တုံးနာအိတားပြိုသမီးပြိုကိုဘယ်တော့အတင်းအာရမခေါ်ဆောင်သွားမလဲဆိုတဲ့အတွေးတွေနဲ့လူးလိမ့်နေတဲ့မိဘများအေးချမ်းဖို့ထက်အသက်ရှင်ဖို့ပါလူတိုင်းဟာ trauma ကိုစီကိုတိတ်တဆိတ်နဲ့တည်ဆောင်ထားကြတယ်ဒါပေမဲ့ဒီခရီးဟာရပ်တန့်လို့မရတဲ့ခရီးကြံနိုင်ရတောင်းဝင်ကိုအသက်နိုင်ဆုံးထမ်းဖို့ကြရင်ဆက်လက်လျှောက်လိုက်ရမယ်ခရီးကြံရှေ့ဆက်ကြရအောင်ပေါ့ကြောက်ရွံ့မှုနဲ့ပဲဖြစ်ဖြစ်စိုးရိမ်မှုနဲ့ပဲဖြစ်ဖြစ်ပူပန်မှုနဲ့ပဲဖြစ်ဖြစ်အသက်ရှင်ဖို့လွတ်မြောက်ဖို့နောက်တစ်ချိန်အတွက်မျှော်လင့်ဖို့